ရေရှည်မှုမလွယ်ကူနိုင်တဲ့ United နဲ့တောင်ပန်၄ဦးရဲ့ပြဿနာ United တို့အနေနဲ့လက်ရှိအပြောင်းရွှေ့ဈေးကွက်မှာအားထားရတဲ့တောင်ပန်ကစားသမားကာနာချိုကိုရောင်းချသွားဖို့အတွက်ဆုံးဖြတ်လိုက်ကြောင်းဖတ်လိုက်ရပါတယ်။ဒါတော်တော်လေးကိုအံ့အားသင့်စရာကောင်းနေပြီး United မှာကာနာချိုသာရောင်းချလိုက်ရင်တတော်မီအားကိုးစရာဆိုလို့အမတ်ဒီယာလိုတို့ဦးသာကြန့်ရှိတော့မှာပါ။တခြားသောတောင်ပန်ကစားသမား၃ဦးဖြစ်တဲ့ဆန်ချို၊ရက်ဖိုနဲ့အန်တိုနီတို့ဟာလည်းအသင်းမှာအနာဂတ်မရှိဖို့များနေပြီးအယောင်ချခံရနိုင်ခြေရှိနေပါတယ်။ခြေစွမ်းကောင်းမွန်ခဲ့ခြင်းမှာပြောင်းရွှေ့ကြီးပေါင်တန်း100နီးပါးလောက်ဈေးမြောက်ခဲ့ကြတဲ့တောင်ပန်ကစားသမား၄ဦးနဲ့ United တို့ရဲ့ပြဿနာကိုဘယ်လိုဝေဖြေရှင်းပေးနိုင်မလဲအမှန်တော့ဒီကစားသမား၄ဦးမှာ United တို့ပြောင်းရွှေ့ကြီးပြီးကခေါ်ယူခဲ့ရတာဟာဆန်ချိုနဲ့အန်တိုနီတို့2ဦးသာဖြစ်ပြီး Redford နဲ့ကာနာချိုတို့ကတော့အသင်းရဲ့လူငယ်စီမံကိန်းကနေထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်းဆန်ချိုနဲ့အန်တိုနီတို့အတွက်ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြီးတွေကတော့မြင့်မားလုံးပါတယ်ဆန်ချိုဟာ2021ခုနှစ်မှာ United အသင်းကိုပြောင်းရွှေ့ကြီးပေါင်83တန်းနဲ့ရောက်ရှိခဲ့ပြီးအန်တိုနီကလည်း2022ခုနှစ်မှာပေါင်82တန်းနဲ့ United ကိုရောက်ရှိခဲ့ပါတယ်ရှေ့စဉ်နောက်စဉ်ရောက်ရှိလာခဲ့ကြတဲ့ဆန်ချိုနဲ့အန်တိုနီတို့ဟာထင်သလောက်ကောင်းမွန်ခဲ့ခြင်းမရှိဘဲဂိုးသိန်းချီစွမ်းကျဆင်းခဲ့လို့ဒီနေ့ရာသီမှာအငှားပြောင်းရွှေ့ကိုစီဆောင်ရွက်ခဲ့ကြရတဲ့သူတွေပါဆန်ချိုဟာချယ်ဆီအသင်းကိုအငှားပြောင်းရွှေ့ခဲ့တယ်လို့အန်တိုနီကလည်း Real Betis အသင်းကိုအငှားပြောင်းရွှေ့ခဲ့ပါတယ်ဆန်ချိုဟာချယ်ဆီအသင်းမှာအရန်ကြီးကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပေမဲ့လေအန်တိုနီကတော့ Betis အသင်းမှာနေချင်းညာချင်းရွှေ့ပြေးခဲ့ရပါတယ် United မှာမြင်တွေ့ရခြင်းမရှိခဲ့တဲ့ယုံကြည်မှုတွေသွင်းကိုတွေကိုဘက်တစ်အသင်းမှာပြသနိုင်ပြီးအငှားစာချုပ်ပြေးသွားခဲ့ပြီးတဲ့နောက်ပိုင်းဆန်ချိုရောအန်တိုနီပါ United တန်ပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒါ့အပြင် Villa အသင်းကိုအငှားသွားရောက်ခဲ့တဲ့ Redford ဟာလေ United အသင်းကိုပြန်မလာခြင်းပဲတခြားသောအသင်းထံပြောင်းရွှေ့လိုနေခဲ့ပါတယ်။တောင်ပန်ကစားသမား၄ဦးထိရောင်းချသွားနိုင်တဲ့ United တို့ဒီကစားသမား၄ဦးရောင်းချမှုကနေပြောင်းရွှေ့ပြီးဘယ်လောက်ပြန်လည်ရရှိနိုင်မလဲ။ဘယ်သူတွေကိုအစားထိုးပြန်လည်ခေါ်ယူသွားမှာလဲ။ရှေ့ကနောင်တော်ကြီးရဲ့ပြဿနာကိုရှင်းနိုင်ဖို့မရှိသေးနောက်ထပ်တောင်ပန်ကစားသမားကာနာချိုကလည်းယူရိုပါလိဘောလုံးပွဲစဉ်မှာအချိန်နှင်းငယ်သာအသုံးပြုခဲ့တဲ့ညီပြအမ်မိုရီကိုပြင်းထန်စွာဝေဖန်ခဲ့လို့အသင်းမှာအနာဂတ်ပြောင်းဆုံးခဲ့ပါတယ်ဒီပြဿနာရက်တွေကို United တို့အကောင်းဆုံးဖြေရှင်းနိုင်ပါမလားဘယ်လိုတွေဆောင်ရွက်သွားမှာလဲတေချာတာတစ်ခုကတော့ United တို့ Premier League မှာပြန်လည်ဦးမော့လာဖို့အတွက်ဆိုရင်ဒီလိုအသင်းအတွက်ပေးဆက်လို့စိတ်နေပါနေတဲ့ကစားသမားတွေကိုအရင်ဆုံးရောင်းချရမှာဖြစ်ပြီးအသင်းအတွက်ပေးဆက်မဲ့ကစားသမားတွေကိုပြန်လည်ရှာဖွေရမှာပါအခုလက်ရှိမှာတော့ Wolf ကကူညာကိုခေါ်ယူထားခဲ့ပြီး Brentford ကိုညံပွေမူကိုလည်းခေါ်ယူနေဖို့ဆွေးနွေးခဲ့ပါတယ်ငက်ကန်းတွေငက်ဆွေးရောက်လာမှဆိုပေမဲ့လည်းရောက်လာမဲ့ကစားသမားတွေကလည်းအရင်ကကစားသမားတွေနဲ့မတူညီလောက်တဲ့စွမ်းဆောင်ရည်မျိုးတွေပြသနိုင်မှာမလားဆိုတာကသတိထားရအောင်ပါပြီးခဲ့တဲ့ရာသီကဒီကစားသမား၄ဦးအနေနဲ့ United အသင်းမှာဘယ်လောက်ထိအကျိုးပြုခဲ့တယ်လဲ Redford က24ပွဲမှာ9ဂိုးစန်ချိုကနီးပြဟောင်း Eric Ten Hag နဲ့ပြဿနာတက်ခဲ့လို့တပွဲသာပါဝင်ကစားခဲ့ရတယ်လို့အန်တိုနီကလည်း14ပွဲမှာတဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်ဂါနာချိုကတော့သူ့ရဲ့ပြောဆိုတွေကြောင့်နီးပြအမ်မိုရီနဲ့ပြဿနာတက်ခဲ့ပြီးမြဲပွဲစဉ်မှာ58ပွဲဒီကစားခွင့်ရခဲ့ပြီးသွင်းဂိုးပေါင်း17ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါကြောင့်မဲ United အနေနဲ့ဒီကစားသမား၄ဦးကိုလက်လွတ်ခဲ့ရရင်တော့လွမ်းစရာမလိုအပ်ပဲနှုတ်ဆက်ရမယ့်ချိန်မှာနှုတ်ဆက်လိုက်တာကအသင်းအတွက်ရောသူတို့အတွက်ပါကောင်းမွန်တဲ့လမ်းခွဲခြင်းလို့ပဲဆိုရမှာပါဒီကစားသမား၄ဦးရဲ့အလိုမှာဘယ်လိုကစားသမားမျိုးတွေ United ထံပြန်လည်ရောက်ရှိလာမလဲတကယ်ရောအသင်းအတွက်ပေးဆက်ကစားနိုင်မှာမလားဒါတွေကိုတော့ပြောင်းရွှေ့တွေရဲ့အလွန်ဖြစ်တဲ့အသင်းကိုရောက်ရှိခြင်းမှာစောင့်ကြည့်အကဲဖြတ်သွားရမှာပါဒီနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ United ရဲ့ဗမာကြီးဦးကောင်း၄ဦးကိုမထားရတဲ့အခြေအနေတွေကိုဘယ်အခြေအနေမှာလှုပ်ချသွားမလဲဘယ်လိုလူတွေနဲ့ပြန်လည်ပေါင်းစည်းသွားမလဲဒီပြပြနဲ့စောင့်ကြည့်ရမှာပါအခုတော့နှုတ်ဆက်ခြင်းရောက်ပါပြီအားလုံးပဲတက်တာပါ